အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဂျပန်စာနဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူတဲ့အခါမှာအေးပါပဲဂျပန်စာကိုပြန်ပြီးလေ့လာခြင်းတဲ့သူတွေအတွက်အရန်ကောင်းတဲ့ YouTube channel လေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဖုန်းလေးတစ်လုံးရှိုံနဲ့ဂျပန်စာကိုအချိန်မရွေးနေရာမရွေးလေ့လာတိုင်းမှာဖြစ်ပါတယ်ဂျပန်စာကိုသင်ပြီးတော့ပြန်မိနေတဲ့သူတွေအတွက်လည်းဒီ YouTube channel လေးကိုကြည့်ခြင်းအပြင်ကိုယ့်အတွက်အများကြီးအကျိုးရှိနိုင်ပါတယ်YouTube channel တွေကတော့အများကြီးရဲ့မှာအဲ့ဒီအများကြီးရဲ့မှာဘာကြောင့်မလို့ဒီအာခီယာမ YouTube channel လေးကိုသဘောကျလဲဆိုတော့မြန်မာလူတွေအဓိပ္ပာယ်ကိုပြောပြီးရယ်အင်္ဂလိပ်လိုလည်းပြောပြီးရယ်ဒါကြောင့်မလို့မှတ်ရတာလေပိုလွယ်ကူစေပါတယ် YouTube channel လေးကိုဝင်လိုက်လို့ရှိရင် M5 ကနေစပြီး M1 အထိကိုဗီဒီယိုလေးတွေနဲ့တည်တက်လုပ်ပေးထားတာကိုတွေ့ရပါတယ်ရှင်YouTube channel ရဲ့မှာ short video လေးကိုတင်ပေးရတဲ့အခါမှာဇလန်းလေးတွေကနေပြီးပြောရဲစကားပြောလေးတွေကိုလည်းနှစ်ခေါက်လောက်ကိုဖွင့်ထားပေးရအောင်တွေ့ရတယ်။ပထမတစ်ခေါက်မှာတော့စာတမ်းမထိုးဘဲနဲ့ဖွင့်ထားပေးရ။ဒုတိယတစ်ခေါက်မှာတော့ဂျပန်စာအင်္ဂလိပ်စာမြန်မာစာသုံးခုနဲ့ထိုးထားပေးရလေလေးလာနေတဲ့သူတွေအတွက်အဆင်ပြေလွယ်ကူစေပါတယ်။ကဲ short video လေးတွေကိုအတူတူကြည့်ရင်းနဲ့ဇလန်းတွဲမှာဘာပြောလဲဆိုတာကိုအတူတူလိုက်ပတ်ရအောင်နော်။意味がない意味わかる子いるかなshort video လေးကိုကြည့်ရမဝသေးဘူးဆိုရင် YouTube channel မှာအသေးစိတ်ပြန်ကြည့်ကြပါနော် YouTube channel ကိုမသုံးချင်ဘူးကျမတို့ကတော့ application မှာ application ပဲဆိုပြီးအတွက်လည်း application တွေလည်းလုပ်ထားပါသေးရဲ့ရှင်application ကိုတော့ Google Play Store မှာအလွယ်တကူ download လုပ်လို့ရပါတယ်ရှင် YouTube channel ရဲ့ post တွေအောက်မှာလည်း application link တွေကိုချပေးထားတာမို့လို့အလွယ်တကူနဲ့ download လုပ်လို့ရပါတယ်ရှင် application ကိုလည်း M5 ကနေ M1 အထိကိုလေ့လာနေတဲ့သူတွေအတွက် application တစ်ခုနောက်ခန်းကြီးအတွက်တစ်ခုဆိုပြီးတော့နှစ်ခုတောင်ရှိပါတယ်ရှင်ခန်းကြီး application လေးကိုကြည့်လိုက်ကြရအောင် application ဝင်မယ်ဆိုရင်တော့ email address နဲ့ password တွေလုပ်ပေးရမယ်ပြီးရင် sign up လုပ်ပေးရပါမယ်ရှင် application ကိုဝင်ပြီးပြီဆိုလို့ရှိရင်တော့ကိုကြီးအချက်အလက်ကိုကြည့်လိုက်ရအောင်ကိုကြီးအချက်အလက်မှာဆိုရင်ကိုဒီနေ့အတန်းတရက်ယူထားတဲ့အတွက်တရက်ဆိုရင်ရက်စွဲလေးနဲ့ပေါ်နေမှာဖြစ်ပါရဲ့ရှင်N1, N2, N3, N5, N4, N5 အထိပြနေတဲ့ဟာလေးပါ။နောက် N5 lesson ကိုတော့ကြည့်လိုက်ကြရအောင်။ပထမဆုံးစသေးတာမယ်ဆိုရင် ready to learn ဆိုပြီးတော့ lesson လေးကပြနေမှာဖြစ်ပါတယ်။အတူတူကြည့်လိုက်ကြရအောင်နော်4 4 2 3 1ကိုကမှားသွားလို့ရှိရင်လည်းမှားသွားတဲ့ဟာလေးမှာပြပြီးတော့အသေးပုံလေးတွေပြထားတာတွေ့ရမယ်။အဲ့ဒီအသေးပုံကိုနှင်းလို့ရှိရင် favorite list ထဲကိုရောက်သွားမှာဖြစ်ပါတယ်။ကိုမှားရဲ့စကားလုံးတွေကို favorite list ထဲမှာထည့်ထားပြီးတော့နောက်တစ်ခါမှားအောင်လို့ပြပြီးထားတာဖြစ်ပါတယ်ရှင်။ lesson 1ကိုလေ့လာပြီးရဲ့အချိန်မှာတော့ lesson 2က ready to learn အနေနဲ့ပွင့်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုလေ့လာဖို့အတွက်အဆင့်တစ်ခုပြီးမှသာ log ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်။အဲ့လိုလုပ်ထားခြင်းအပြင်ကိုယ့်ရဲ့လေ့လာခြင်းတွေရဲ့ study ဟာတဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်မြင့်လေးနဲ့လေ့လာနိုင်သွားပြီးတော့ပို့ပြီးတော့လေစာအုပ်မှတ်လွယ်ရစေပါဖြစ်ပါတယ်ရှင်။ဒါကတော့ခုနကတော့ကျမမှားသွားတဲ့အချိန်မှာတင်ထားပြီးရဲ့ favorite list လေးပါသဘောကျတဲ့ဟာကတော့ active user list ပါ
active user list ကိုကြည့်ခြင်းအဖြစ်စာလုံးနေတဲ့လူတွေရှိနေမယ်ကိုလိုမျိုးပဲနောက်ဘယ်လောက်နိုင်ရအထိစာလုံးနေကြရဆိုတာကြည့်ပြီးတော့ကိုလည်း motivation ရစေပါတယ်တခါလေပြီးရင်တော့မှ active user လေးကိုကြည့်ပြီးတော့သူတို့တွေကဘယ်လောက် hour အထိအောင်စာကြည့်နေပါလဲဆိုပြီးတော့ motivation ရစေပါတယ်ရှင်ကဲဒါကတော့ YouTube channel လေးဘက်ကိုပြန်သွားလိုက်ကြရအောင် YouTube channel လေးမှာ M5 ကနေ M1 အထိကို YouTube link တွေကိုချထားပြီးရယ် Google Play Store မှာလည်း link ကိုချထားပြီးတော့အလွယ်တကူ download ယူနိုင်အောင်လုပ်ထားပေးပါရရှင် YouTube channel လေးကိုကြည့်ပြီးတော့ကိုလေးလာခြင်းနဲ့ဘယ်လဲ M5 လား M4 လား M3 လား M2 လား M1 လားအလွယ်တကူထိပြီးတော့လေ့လာရုံပါပဲရှင်ကျမကတော့ M5 ကိုလေ့လာနေရမို့လို့ M5 ထဲကိုဝင်ပြီးတော့ YouTube channel တွေကိုကြည့်ပြီးတော့စာလေ့လာလိုက်ပါအောင်မယ်ရှင်အားလုံးပဲ YouTube channel ဖြစ်ဖြစ် application ရပဲဖြစ်ဖြစ်ဂျပန်စာရေးသင်ပြီးအတူတူစူးစမ်းလိုက်ကြရအောင်နော်ဂျပန်စာဆိုအာခီယာမနဲ့ဆိုအစ်စေးပဲကြည့်ရှုပေးရဲ့တူတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်